စိန်ကရှားတယ်လို့လူတွေကထင်ကြတယ်ဗျဒါပေမဲ့တကယ်လက်တွေ့မှာအရေးသွေးကောင်းတဲ့ဗရန်များစိန်ထက်အများကြီးပိုရှားပါတယ်ကမ္ဘာဗရန်များဈေးကွက်ရဲ့90%ရာခိုင်နှုန်းကိုမြန်မာနိုင်ငံမိုးကုတ်ကနေရပါတယ်တစ်ချက်ပြန်ပြောပြစီဗျကမ္ဘာဈေးကွက်ရဲ့90%ရာခိုင်နှုန်းလောက်ကိုမိုးကုတ်ကရတာပါတကဘာလုံးမှာမိုးကုတ်ကထွက်တဲ့ကြောက်တွေကအကောင်းဆုံးလို့တော့သတ်မှတ်ထားကြတာမကြာခင်ကတော့ကာရက်1100နဲ့ဗရန်များအရင်နှုန်းကြီးတစ်တုံးကိုမြန်မာပြည်မှာတွေ့ထားသေးတယ်ဒါပေမဲ့ခက်တာကဗရန်များဆိုတာကအကြီးကြီးတွေ့ရင်တော့အရေးသွေးကောင်းတဲ့အပိုင်းရောင်ဖြတ်ထုတ်လိုက်လို့ရှိရင်တေးလေးပဲကြံတာများတယ်ဗျကမ္ဘာအကြီးဆုံးလို့ဆိုရင် Australia Defura ဗရန်များတော့မှသွေးပြီးသားအရွယ်အစားက55ကာရက်လောက်ပဲရှိတယ်ဒါကြောင့်မို့လို့ကွန်သီလုံးလောက်ရှိတယ်လို့ဆိုရိုးစကားရှိတယ်တမိုင်းတွေကဗရန်များငမောက်ဆိုတာဘလောက်တောင်ရှားပါပြီးတော့ဘလောက်တောင်တက်မိုးကြီးလိုက်မလဲဆိုတာစဉ်းစားတာကြည့်တော့ဗျဒါပေမဲ့ဒီလိုဖိုးတန်တဲ့ဗရန်များငမောက်ကြီးကဘယ်ရောက်သွားလဲဆိုတာကအခုထိပခေလီဖြစ်နေတော့မှာအခုချိန်ထိမြန်မာလူမျိုးတော်တော်များများကလန်ဒန်မြို့ Tower of London ထဲကဗြိတိရှတရဟူပေါ်မှာတက်ထားတဲ့အနီရောင်ကြောက်ကြီးကိုဗရန်များငမောက်ကြီးလို့ယုံနေကြတော့မဲ့ဗျအင်တာနက်ပေါ်မှာလည်းအဲ့ဒီတရဟူပေါ်ကဗရန်များကြီးကငမောက်ပါဆိုပြီးတော့ပုံနဲ့ပလူပြန်နေတာပဲဒါပေမဲ့ဂျမ်မော်လော်ဂျီလို့ခေါ်တဲ့ကြောက်မြတ်ပညာရဲ့အရာရောတမိုင်းထောက်ထားရပါဒီတရဟူပေါ်ကဗရန်များငမောက်ဖြစ်တယ်ဆိုတာတသက်ပြနိုင်တဲ့အထောက်ထားတစ်ခုမှမရှိပါဘူးတမိုင်းထောက်ထားရနော်တမိုင်းဆိုတာကအမျိုးမျိုးရှိနိုင်ပေမဲ့ဒီတရဖူပေါ်ကအနီအောင်ကြောက်တုံးကြီးကဗရန်များတော့မဟုတ်ပါဘူးမြမလိုအညံပန်းကြောက်လို့ခေါ်ကြတယ်စပီနဲဆိုတဲ့ကြောက်မျိုးစားပါကြည့်ရင်သာဗျာအနီအောင်ချင်းကတူနေတာဒီကနေလုံးဝမတူတဲ့လူနှစ်ယောက်လိုပဲဗရန်များရဲ့မာကျော်မှုကိုတိုင်းတဲ့ Mice Hanniske မာဆင်းအရာဗရန်များစစ်စစ်က6မာဆင်းရှိတယ်ဗရန်များမှာကခရိုမီယန်ဓာတ်ကြောင့်မို့လို့ခိုသွင်းအောင်ညီရဲနေတဲ့အရေးအစင်းရှိတယ်ဗျအညံပန်းစပင်တွေက8မာဆင်းပဲရှိတယ်ပိုပြီးတေချာစရာဖြစ်တဲ့အချက်လက်ရအဲ့ဒီတီမူရူဘီအညံပန်းကြောက်ကိုအင်္ဂလိပ်တွေက1849ခုနှစ်ကတည်းကအိန္ဒိယပန်ချက်ကနေသိမ်းသွားခဲ့တာလို့တမိုင်းပတ်တမ်းတွေမှာတွေ့ရတယ်။ပတ်တမ်းတွေမှာအဲ့ဒီကြောက်ကို Virus Ruby လို့တရားဝင်ရေးထားတာမျိုးလည်းရှိတယ်။အဲ့ဒီချိန်မှာမြန်မာပြည်ကဗရန်များငမောက်ကိုမြေကြီးထဲကနေတော့မတူရသေးဘူးဗျ။ဒါဆိုရင်မေးစရာရှိလာတယ်။ကမ္ဘာပေါ်မှာတန်မိုးအကြီးဆုံးအနီးရဲဆုံးဆိုတဲ့ဗရန်များငမောက်ကြီးကဘယ်ကိုရောက်သွားလဲ။ဒီကြောက်ကြီးကလန်ဒန်ကမျှော်စင်ကြီးထဲမှာမရှိဘူးဆိုရင်ဒါကရိုးရှင်းတဲ့ပစ္စည်းပြောက်တဲ့ကိစ္စတော့မဟုတ်တော့ဘူး။တမိုင်းကိုတမင်ဖုံးကွယ်ထားတယ်။အခုချိန်ဒီအဖြေရှာလို့မရသေးတဲ့19ရာစုရဲ့အကြီးမားဆုံးသောယတနာလူရက်မှုကြီးပဲဖြစ်နေမလား။တမိုင်းစာမျက်နှာတွေကိုပြန်လှန်ကြည့်ရအောင်။ဒီလူရက်မှုကြီးရဲ့ဇလန်းက1885ခုနှစ်အင်္ဂလိပ်တွေဝင်လာမှစခဲ့တာတော့မဟုတ်ဘူးဗျ။19ရာစုအလယ်ပိုင်း1662ခုနှစ်မြန်မာတက္ကရာနဲ့ဆိုရင်တော့1023ခုတောင်ငူမင်းဆက်ငါးထက်ကြီးဒါရက်ကပင်တလင်းမင်းလက်ထက်ကလေးကစခဲ့တာဗျစဉ်းစားကြည့်ဗျမိုးကုတ်ဆိုတာကတာမန်မျိုးတစ်မျိုးမဟုတ်ဘူးဘရင်ရဲ့ကိုပိုင်ဗန်တိုက်ကြီးဖြစ်တယ်လို့ဥပဒေနဲ့တင်းကျပ်စွာပိတ်လောင်ထားတဲ့အကျဉ်းစခန်းကြီးတစ်ခုလည်းဖြစ်တယ်ခမည်းချန်ထဲကနေရွှေတုံးကြီးတွေးလို့တူးလိုက်လို့ရှိရင်ခမည်းချက်ချင်းချမ်းသာသွားမှာ